HMA အကျိုးဆောင်တွေအများကြီးတွေကမှာ Golden Train ကရောင်းသူဝယ်သူတွေအတွက်ဘယ်လိုထိထိရောက်ရောက်ကူညီပေးနေရလဲခင်ဗျာဟုတ်ကဲ့မြတ်ကျွန်တော်တို့ Golden Train Property ဆိုနေဒီရောင်းရင်သူတွေအတွက်ဆိုလို့ရှိရင်ရောင်းမဲ့ property ရဲ့ဒီဈေးတန်းကိုကျွန်တော်တို့ဆွေးနွေးတိုင်ပင်ပေးတယ်ပြီးလို့ရှိရင် property ကို professional photo တွေပြီး video တွေရိုက်ကူးပြီးတော့ social media ကနေမှဒီဝန်သူတွေသိအောင်ထိထိရောက်ရောက်ကြော်ညာပေးတယ်ဝယ်ချင်တဲ့သူတွေအတွက်ဆိုလို့ရှိရင်လည်းသူတို့ရဲ့ရည်ရွယ်ချက်အဓိကနေဖို့လား investment လုပ်ဖို့လားပြီးရင်သူတို့ရဲ့လိုချင်တဲ့ budget ပြီးရင် location ဒါတွေကိုဆွေးနွေးညှိနှိုင်းပြီးတော့မှသူတို့နဲ့ကိုက်ညီမဲ့ဒီ property ကိုကျွန်တော်တို့ကပိုင်ဆိုင်မှုခိုင်မာတဲ့အထိစိတ်တိုင်းကြရှာဖွေပြီးတော့ဝယ်ယူပေးပါတယ်ဗျHMA ရောင်းဝယ်ရဲမှာအရေးကြီးဆုံးစာချုပ်စာတမ်းနဲ့ပိုင်ဆိုင်မှုဥပဒေပိုင်းဆိုတော့လေဒါက Golden Train Property ရောဘယ်လိုတာဝန်ယူပေးပါသလဲဗျာအရင်ကြီးကြည့်ပါတယ်ကျွန်တော်တို့ကဒီရောင်းမဝယ်မှာဖြစ်အောင်ဒီရောင်းဝယ်မပြုလုပ်ခင်ပိုင်ဆိုင်မှုစာရွက်စာတမ်းတွေကို HMA အတွက်ကြုံရှိတဲ့ license ကဒီရှင်းနေကြီးတွေများနဲ့ feature စစ်ဆေးပြီးမှရောင်းဝယ်ပြုလုပ်ပေးရဖြစ်တဲ့အတွက်ဒီစာချုပ်စာတမ်းနဲ့ပတ်သက်ပြီးတော့စိတ်ဝင်စားလောက်မရှိပါဘူးဗျပြန်မပြောနေကြရရှိရလေကျွန်တော်တို့ကျိုးဆောင်တွေကပတ်ထန်ရရင်ပြရပဲဆိုတဲ့စကားပေါ်ကိုGolden Train Property ရောဘယ်လိုမျိုးပြောချင်ပါသလဲဗျာဟုတ်ကဲ့ဒါကတော့ကျွန်တော်တို့ရဲ့အဓိကအားသာချက်ပါပဲရောင်းဝယ်လုပ်ပေးတဲ့လူတွေနဲ့သိပါတယ်ကျွန်တော်တို့ကဒီရောင်းဝယ်ဆင်ရပေးစာချုပ်စချုပ်တာအနေမှာဒီရောင်းဝယ်အားလုံးပြီးဆုံးတဲ့အချိန်ထိဒီအိမ်အတော့ရတဲ့အချိန်ထိကိုကျွန်တော်တို့ကလိုက်ပါအစားဆုံးလိုက်ပါပြီးတော့ဝန်ဆောင်မှုပေးပါတယ်ပြီးသွားလို့ရှိရင်လည်းဒီအိမ်ငားမလားပြန်ရောင်းမလားဒီရဲ့အဲဒီဝန်ဆောင်မှုတွေလည်းကျွန်တော်တို့ကလုပ်ပေးပါတယ်ဒီပတ်စံရရင်ပြီးတော့ဆိုတဲ့ဟာမျိုးကျွန်တော်တို့ရှိမှမရှိပါဘူး customer ရဲ့အိမ်မက်တကယ်တမ်းဖြစ်မြောက်သွားဖို့အတွက်လည်းကျွန်တော်တို့ကတာဝန်ယူဆောင်ရွက်ပေးပါတယ်ယင်းနှမြုပ်နိုင်တဲ့သူတွေဘယ်နေရာမှာဘာဝယ်ရမယ်မသိတဲ့သူတွေအတွက်အကြံပေးတာရောကိုအခမဲ့ဆိုတာတကယ်ပဲလားဗျာဟုတ်ပါဗျာဘယ်နေရာမှာယင်းနှမြုပ်နိုင်ရင်အကျိုးရှိမလဲလက်ရှိဈေးဘက်ကအခြေအနေဘယ်လိုရှိလဲဆိုတာတွေကိုအခမဲ့ဆွေးနွေးတိုင်ပင်ပေးပါတယ်ဒါကိုကျွန်တော်တို့ရုံးမှလည်းလာပြီးတော့ဆွေးနွေးတိုင်ပင်လို့ရလို့ကျွန်တော်တို့ hotline phone ကနေလည်းဆက်သွယ်ပြီးတိုင်ပင်လို့ရပါတယ် customer ကကျွန်တော်တို့နဲ့မဝယ်သေးရင်တော့မှဒီမှန်ကန်ကောင်းမွန်တဲ့ချက်လက်တွေဘူးတူတာတွေရရှိသွားဖို့ကတော့ကျွန်တော်တို့ရဲ့ရည်ရွယ်ချက်ပဲဖြစ်ပါတယ်ဒါပြင်ကျွန်တော်တို့ကအငှားဝန်ဆောင်မှုလည်းဆောင်ရွက်ပါတယ်အငှားမှာလည်းဒီ Asian အင်္ဂါလူနှစ်ဖက်အဆင်ပြေအောင်မျှတတဲ့စီကံချက်တွေနဲ့အဆင်ပြေနေထိုင်နိုင်အောင်စာရုပ်ချုပ်ဆိုပေးတဲ့ဝန်ဆောင်မှုတွေနဲ့ကျွန်တော်တို့ကဆောင်ရွက်ပေးပါတယ်မြတ်အခုပြောပြခဲ့တဲ့ဟာတွေကတော့ကျွန်တော်တို့ Golden Train Property ကဆောင်ရွက်ပေးတဲ့ဝန်ဆောင်မှုတွေပဲဖြစ်ပါတယ်အသေးစိတ်ဆက်ပြီးရောဆွေးနွေးခြင်းနဲ့ဆိုလို့ရှိရင်ကျွန်တော်တို့ Golden Train Property ရုံးကိုလာရောက်ပြီးရောဆွေးနွေးနိုင်ပါတယ်ခင်ဗျ